ကျွန်တော်တို့နောက်ဆုံးအစီအစဉ်လေးရဆိုရင်ဖြင့်ကပ္ပအလဲမှာမြန်မာဟဲ့လို့ကျွန်တော်တို့လက်ခမောင်းခန့်နိုင်အောင်လို့ကျွန်တော်တို့မြန်မာယဉ်ကျေးမှုထိန်းသိမ်းနိုင်အောင်လို့ကျွန်တော်တို့တေးဆရာနိုင်မြန်မာရေးဆက်တည်ကုန်းထားတဲ့ကဘာကိုကင်လုံးမယ်ဆိုတဲ့တခြင်းလေးနဲ့ညီရမှာရှိတဲ့ကျောင်းသူကျောင်းသားတွေဘယ်လိုများဖျော်ပြမလဲဆိုတာစောင့်ကြည့်လိုက်အောင်ဗျာဟုတ်ကဲ့
အခုလိုဖွဲ့စည်းပြီးအောင်ရင်ဦးစီးဆောင်ရွက်ပေးကြပါတော့ NDP မှာ committee member များ performer များ helper များနဲ့အခြားကျေးဇူးတွေအားလုံးကိုကျေးဇူးရှိပါကြောင်းပြောကြားလိုက်ပါဗျာ။ဒါ့အပြင်ဒီပွဲလေးအတွက်မြန်မာနိုင်ငံမှာလိုအပ်တဲ့ကိစ္စအဝဝကိုကူညီဆောင်ရွက်ပေးကြပါတော့ကိုဖုံမင်းခိုင်မိသားစုမန်ဆူရဲ့နိုင်ငံမိသားစုတို့ကိုလည်းအထူးပဲကျေးဇူးရှိပါကြောင်း NDP မှာမိသားစုကိုစားပြောကြားလိုက်ရပါဗျာ။အခုဆိုရင်ကျွန်တော်တို့ရဲ့2012ခုနှစ်နေရန်မြန်မာရင်းကျေးမှုပရိသတ်ကာပွဲကြီးအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ခင်ဗျာတော့ပါရဲ့အဲ့ဆိုရင်ညီမပြောချင်တာအခုလာမယ့် program လေးကပြည်တော်စုနေနဲ့တမျိုးတစ်ပုံသက်ဆိုင်နေမှာမဟုတ်လားညီမလေးညီမကိုစင်ခေါ်ရခိုင်းစားရမှာခါမြအော်ပဲအော်ရမယ်ကြီးอ่ะပေါ့ပါအဆုံးချတော့နည်းနည်းဟမ်အဆုံးချနည်းနည်းဟာသူပဲခါရလည်းမသိမမြင်ရလဲသူအနာပဲရှိနေတာပဲချီသူကြားနေဖို့အော်ပြောရင်ချီနေလားခိုးငွေတွေနဲ့အခုတော့ချိုးချင်နေခဲ့ချိုးတဲ့တွေဆွဲညာတဲ့ရောက်ပဲအခုတော့ဝါပဲရှာမမတည်ခဲ့ဘူးတဲ့အဲ့ဒီညကသူပြောများသူလည်းဝင်းနေတာကလည်းဘာကုန်မှလည်းမမှုတော့ပါမလုပ်ပါနဲ့ပြီးကျွန်တော်တောင်းပါပါအန်ပေးတာတဲ့မင်းကအဲ့ဒါပဲလုပ်ပြဟုတ်ကဲ့ပူဇာဇာကြီးကျမပါရဲ့လားရှင်ကျမပါရဲ့မင်းသူလည်းချမ်းမှာသူရှိတယ်တော့သူလည်းချမ်းမှာဇလောက်ပဲပေါ့အဲ့တော့